ကင်မရာမန်တွေမိုးတိထန်သွားရွာသွန်းနေချိန်မှာတော့မှန်ဘလူးကိုဘယ်လိုမျိုးတန်းစင်အောင်ထိန်းသိမ်းထားနိုင်တယ်လဲဆိုတာကိုသိကျင်ဘူးလားကျွန်တော်ပါရီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါဒါကတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့နည်းပညာတစ်ခုပဲဖြစ်ပါရီတကယ်တော့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတီထွင်ခဲ့တဲ့လေပတ်နေတဲ့မှန်ဘလူးစနစ်တစ်ခုပဲဖြစ်ပါရီမိုးတိထန်စွာရွာတာပဲဖြစ်ဖြစ်နှင်းတွေကြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်စီးနှင်းတွေဝင်နေတာပဲဖြစ်ဖြစ်ဒီကင်မရာကကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုရိုက်ကူးပေးနိုင်ပါရီမိုးရေစက်တွေဒါမှမဟုတ်အဆိုဓာတ်တွေကကင်မရာမှန်ဘလူးရဲ့အရှိတ်ဘက်ကိုရောက်လာတဲ့အခါမှာတော့မှန်ဘလူးကမြန်နှုံးမြင့်နဲ့စတင်လဲပတ်ပါရီဒါအပြင်ကင်မရာထဲမှာပါဝင်တဲ့အပူပေးစနစ်နဲ့ပေါင်းဆက်ပြီးတော့အရှိန်ဟုန်နဲ့လေပတ်မှုကနေဖြစ်ပေါ်လာတဲ့ဗဟိုခွာအားကြောင့်မှန်ဘလူးမျက်နှာပြင်ပေါ်မှာရှိတဲ့မိုးရေစက်တွေနဲ့အဆိုဓာတ်တွေကိုအဝေးကိုလင့်ဆွင်သွားအောင်ပြုလုပ်ပေးတာပဲဖြစ်ပါရီနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ဒီကင်မရာရဲ့ frame rate ကမှန်ဘလူးရဲ့လေပတ်နှုန်းထက်ပိုနှေးနေတာကြောင့်ရိုက်ကူးထားတဲ့ဗီဒီယိုတွေထဲမှာမှန်ဘလူးကလုံးဝငြိမ်နေတယ်လို့မျိုးပရိသတ်ကြီးတို့မြင်တွေ့ရမှာပဲဖြစ်ပါရီဒါကြောင့်ဘယ်လိုဆိုရတဲ့ရာသီဥတုမျိုးမှမဆိုကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုရရှိနိုင်တာပေါ့ဒီနည်းပညာကတကယ်ကိုမယုံနိုင်စရာကောင်းနေမဟုတ်လားပရိသတ်ကြီးတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်အခုမြင်နေရတဲ့အရန်ရှည်လုံးတဲ့လေးကြီးကိုကြည့်လိုက်ပါဦးဒါကဂျပန်ဆာမူရိုင်းတွေရဲ့ရိုးရာလေးဖြစ်တဲ့ယူမီပဲဖြစ်ပါတယ်ဒီလေးကလူတရက်ကျကျော်2မီတာကျော်လောက်ထိကိုရှည်လျားပြီးကမ္ဘာအရှည်ဆုံးလေးတွေကတစ်ခုဖြစ်စံချိန်တင်ထားတာပါဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါဒီလေးရဲ့ထူးခြားချက်ကတော့ပုံတရံကမညီမညာဖြစ်နေတာပါပဲလေးရဲ့ပေါ်ပိုင်းကအောက်ပိုင်းထက်တိတိတသားကိုပိုရှင်နေတာကိုပရိသတ်ကြီးသတိထားမိမှာပါဒါကပုံစံပြက်နေတာမဟုတ်ပဲတကယ်ကိုပါနေတဲ့နည်းပညာတစ်ခုဖြစ်ပါရီဒီလိုဒီဇိုင်းကြောင့်1မီတာနီးပါးရှည်တဲ့မြားတွေကိုအဝေးကြီးရောက်အောင်ပြည့်လွှတ်နိုင်ပြီးပြင်းထန်တဲ့ဖောက်ထွင်းအားကိုရရှိစေတာပါဆာမူရိုင်းတွေရဲ့တန်ချက်ကအင်ဂျီတွေကိုတော့အဝေးကနေအလွယ်တကူဖောက်ထွင်းပြစ်ခတ်နိုင်စွမ်းရှိပါရီဒါဆိုရင်ဘာလို့အောက်ပိုင်းကိုတော်တော်လေးလှုပ်ထားရလဲလို့ပရိသတ်ကြီးသိကျင်နေမှာပါဒါကတိုက်ပွဲမှာတကယ်ကိုအသုံးတည့်ဖို့အတွက်ပါဆာမူရိုင်းတွေကမြင်းစည်းနဲ့ပဲဖြစ်ဖြစ်ဒူးထောက်ပြီးပြက်ခတ်တဲ့အခါမှာပဲဖြစ်ဖြစ်လေးရဲ့အောက်ပိုင်းကမြေကြီးနဲ့မရိုက်မိအောင်အခုလိုတော်တော်လေးပြုလုပ်ထားတာပဲဖြစ်ပါရီဒီလိုဒီဇိုင်းကြောင့်ဘလို့နေထားမှာမဆိုလေမြန်ဖြက်လက်စွာနဲ့တိတိကျကျပြက်ခတ်နိုင်တာပေါ့ဒီယူမီလေးကိုဝါးနဲ့တစ်သားတွေကိုအလွှာလိုက်ပေါင်းဆက်ပြီးအထူးတလဲပြုလုပ်ထားရတာဖြစ်လို့ခိုင်ခန့်ယုံနေမကပဲအင်အားပြည့်နဲ့ပြက်ခတ်နိုင်စွမ်းရှိတာပါလေမိန်တာရဟောင်းကြီးတွေကတတန်းကုန်သွားရင်ဘယ်ရောက်သွားလဲဆိုတာကိုစဉ်းစားဖို့ကြလားဗျကြိုးစားလိုက်ပါရီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါလေရင်တစည်းပြေးလမ်းပေါ်ဆင်းတဲ့အခါစက္ကန့်ပိုင်းအတွင်းမှာရင်တာယာရဲ့အရှိန်က3ညကနေအမြင့်ဆုံးကိုရောက်သွားပြီးအပူချိန်ကလည်း Fahrenheit ရာနဲ့ချီအောင်တက်သွားတာပါဒါကြောင့်အပြင်ဘက်ကရာဘာသားတွေကခဏလေးနဲ့ပုံပဲ့ပျက်စီးသွားတတ်ပါရီဒါပေမဲ့ပရိသတ်ကြီးတည်ထားဖို့ကလေရင်တာယာရဲ့အတွင်းပိုင်းတိဆောက်ပုံကတကယ်ကိုခိုင်ခန့်လို့အပြင်သားပုံသွားရုံနဲ့တင်လွှင့်ပစ်စရာမလိုသေးပါဘူးဒီတာယာဟောင်းတွေကိုအထူးဖြစ်ဖြစ်နဲ့စက်ရုံတွေစီပို့လိုက်ကြပါရီအဲ့ဒီမှာအပြင်ဘက်ကဆွေးနေတဲ့ရာဘာအလွှာတွေကိုအကုန်ချစ်ထုတ်ပြီးအတွင်းပိုင်းမှာထိခိုက်မှုရှိမရှိတေချာစစ်ဆေးရပါရီအားလုံး okay ပြီဆိုတော့မှရာဘာအသစ်တွေပြန်ကပ်ပြီးအပူပေးကအသစ်ဆက်ဆက်တာယာတစ်ခုဖြစ်အောင်ပြန်လုပ်ကြတာပါဒီလိုမျိုးတာယာတစ်ခုကို6ချိန်ကနေ9ချိန်ထိတောင်ဈေးပြန်သုံးလုပ်ပြီးပြန်သုံးလို့ရတယ်ဆိုတော့တကယ်ကိုအံ့ဩစရာပါပဲအစင်းစင်းပြုပြင်ပြီးသွားတဲ့တာယာတစ်ခုကဒေါ်လာထောင်ချီတန်ဖိုးရှိနေစေဖြစ်ပြီးဈေးကွက်ထဲကိုပြန်ရောက်သွားပါပြီနောက်ဆုံးစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့လေယာဉ်ပေါ်မှာသုံးလို့မရတဲ့တာယာဟောင်းချို့ကလေယာဉ်သုံးဆယ်ရန်ရာကြီးတွေရဲ့ဘိန်းတွေဖြစ်ပြောင်းလဲသွားတတ်တာပါပဲထုံတဲ့ဘိန်းကြီးတွေဟာတစ်ချိန်ကကောင်းကင်မှာပြန်တန်းခဲ့တဲ့လေယာဉ်ဘိန်းတွေဖြစ်နေနိုင်တယ်ဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေမလားဗျာအခုမြင်နေရတဲ့အသားတုံးကြီးကအသားတုဒါမှမဟုတ်အသားစိတ်လေးတွေလို့ထင်နေပါသလားတကယ်တော့ဒါဟာကဘာကျော်တူရကီဒိုနာကပ်ပတ်အသားတုံးကြီးပဲဖြစ်ပါရီကြည့်လိုက်ပါရီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါဒီဒိုနာကပ်ပတ်ဆိုတဲ့နာမည်ကတူရကီဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးလဲပတ်နေသောအကင်းလို့အဓိပ္ပာယ်ရပါရီအများသောအားဖြင့်တော့အစ္စလမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့တူရကီနိုင်ငံမှာအမဲသားဒါမှမဟုတ်တိုးသားတွေကိုအသုံးပြုပြီးတော့ပြုလုပ်ကြပါရီအမဲသားတွေကိုပပလေးတွေလိဖြတ်ပြီးတလောဟာချင်းစီထက်ကနဲ့ဆလင်နာပုံစံအသားလုံးကြီးဖြစ်အောင်စုပုံထားတာပါဒီအသားလုံးကြီးကိုဒေါင်လိုက်မီးကင်စက်မှာတက်ဆင်ပြီးအပြင်ဘက်ကနေအပူပေးကဖြည်းဖြည်းချင်းလှည့်ပြီးกินရပါရီအပြင်ကအသွားလာလေးတွေဒီအသားလုံးကြီးကိုဒေါင်လိုက်မီးကင်စက်မှာတက်ဆင်ပြီးအပြင်ဘက်ကနေအပူပေးကဖြည်းဖြည်းချင်းလှည့်ပြီးกินရပါရီအပြင်ဘက်အသားလွှာလေးတွေကျသွားပြီးဆိုရင်တော့အချောင်းလိုက်လေးတွေပပလေးပြီးပေါင်မုံပြားလေးတွေတဲကိုထဲကအရသာရှိစားသုံးကြတာပေါ့ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒိုနာကပ်ပတ်ကနိုင်ငံလိုက်ပုံစံမျိုးမျိုးပြောင်းလဲသွားခဲ့ပါရီဥပမာဂျာမနီနိုင်ငံမှာဆိုရင်တော့ဈေးနှုန်းသက်သာပြီးအရသာစိတ်ဝင်မှုပိုကောင်းတဲ့ကြက်သားကိုအစားထိုးအသုံးပြုလာကြပါရီတချို့နေရာတွေမှာတော့ပြင်ဆင်ရပုံမြန်အောင်အသားကိုကြိတ်ပြီးမှပုံဖော်တာမျိုးတွေတောင်ရှိလာပါပြီဒါကြောင့်ပရိသတ်ကြီးတို့အနေနဲ့တူရကီကပ်ပတ်ကိုမြင်တဲ့အခါနိုင်ငံအလိုက်နေရာအလိုက်ကွဲပြားတဲ့တီထွင်ဖန်တီးမှုတွေကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါရီအခုပြပြပေးချင်တာကတော့တရုတ်နိုင်ငံကတကယ်ကိုအံ့ဩစရာကောင်းတဲ့ကောင်းကင်မြို့တော်လိုတောင်တင်စားလို့ရတဲ့လူချမ်းမြို့လေးအကြောင်းပဲဖြစ်ပါရီဂျာရီဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်ပါပရိသတ်ကြီးစဉ်းစားကြည့်ပါဦးပင်လယ်မျက်နှာပြင်အထက်ပေပေါင်း9500ကျော်မြင့်တဲ့တောင်တန်းကြီးပေါ်မှာတည်ရှိနေတဲ့ဒီမြို့ကငှက်တွေတောင်ပြန်တက်ဖို့ခက်ခဲတဲ့အထိကိုမြင်မာလာပါရီဒီမြို့လေးရဲ့ထူးခြားဆုံးချက်ကတော့မြို့တစ်ခုလုံးကိုတောင်ကျောချင်းချင်းလေးပေါ်မှာတည်ဆောက်ထားတာပါမြို့ရဲ့ဘယ်ဘက်ကိုကြည့်ကြည့်ညာဘက်ကိုပဲကြည့်ကြည့်
မတ်ဆောက်တဲ့ကြောက်ကမ်းမကြီးတွေကိုပဲမြင်တွေ့ရမှာပါနောက်ပြီးပြည်သက်ကြီးကြည့်လိုက်ပါဦးဒီမြို့မှာလမ်းဆောင်လမ်းခွတွေလည်းမရှိသလိုရင်ထဲမီးပွိုင်းတစ်ခုတောင်မရှိပါဘူးတမျိုးလုံးမှာကားလမ်းမကြီးတစ်ခုတည်းကပဲမြို့ရဲ့ကျောရိုးတပွဲရှေလျားစွာတည်ရှိနေတာပါ1958ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့ဒီမြို့လေးကတစ်နှစ်ပတ်လုံးຫນွေဦးရာသီလိုတာယာတဲ့ရာသီဥတုရှိပါရီအိမ်ပင်မောက်ကနေလမ်းကြည့်လိုက်ရင်တိမ်တိုက်တွေကကိုချရာအောက်မှာလွင်မျောနေတာကိုမြင်တွေ့ရမှာပါညဘက်ဆိုရင်လည်းကောင်းကင်ကကျယ်ရီကိုလက်နဲ့တောင်လှမ်းထီလို့ရမလားထင်အောင်ကျယ်ရီနဲ့နီးကပ်နေတာပေါ့ဒီလိုထူးခြားစမ်းပြလာတဲ့မြို့ပြအသွင်ပြင်ကြောင်လေးလူချန်မြို့ကကမ္ဘာပေါ်မှာအလှပဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးတောင်ပေါ်မြို့လေးတွေကတခုပြည့်သတ်မှတ်ခံထားရတာပါ73စီသေးတွေတက်နေတာကိုဖြည့်ရှင်းပေးနိုင်မဲ့နီလန်းကောင်းတစ်ခုတကယ်ရှိနေပြီဆိုတာသိကြပါသလားလွတ်ထားတဲ့လေသားမှုမျိုးမဟုတ်ပဲ Final Set လို့ခေါ်တဲ့တကယ်သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုပါနီလန်းကတော့ရွှေရှင်ပါရီတမ်မဏိစီပိုင်းကြီးတွေထဲမှာဆွမြစ်တာယာတွေကိုထည့်ပြီးအပူပေးလိုက်တာပါအပူချိန်တစ်ဖြည်းဖြည်းမြင့်တက်လာတဲ့အခါတာယာထဲမှာရှိတဲ့မော်လီကျူးတွေကအစိမ့်စိမ့်အမှောင်မှာကွဲထွက်သွားပြီးတော့ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့တွေထွက်လာပါရီအဲဒီဓာတ်ငွေ့တွေကိုဘိုင်လိုင်းတွေကနေဖြတ်တန်းစေပြီးပြန်အေးခဲလိုက်တဲ့အခါမှာတော့ပြည့်ချွဲချွဲနဲ့အယောင်ရင်းနဲ့ Final Set လို့ခေါ်တဲ့စီကိုရရှိလာတာပဲဖြစ်ပါရီထူးခြားတာကဒီဖြစ်စဉ်ကနေစီတွေမကပဲတခြားအသုံးဝင်တဲ့အရာတွေလည်းထွက်လာပါသေးတယ်။လောင်ကျွမ်းနိုင်တဲ့ဓာတ်ငွေ့တွေထွက်လာသလိုတာယာထဲမှာပါတဲ့တန်ကြိုးတိုလေးတွေနဲ့ကာဗွန်ဘလက်လို့ခေါ်တဲ့အမဲရောင်အနှစ်တွေကိုလည်းပြန်ရပါရီ။ဒီတန်ကြိုးတွေကိုပြန်ရောင်လို့ရသလိုထွက်လာတဲ့ဓာတ်ငွေ့တွေကိုလည်းဒီဆိုင်ရန်ရန်ကြီးလေပတ်ဖို့အတွက်လောင်စာအဖြစ်ပြန်သုံးလို့ရပါရီ။ဆိုလိုတာကတော့တာယာတစ်လုံးရဲ့တန်မိုးကိုအလေလွေးမရှိအောင်ပြန်ထုတ်ယူနိုင်တာပါ။ဒီနည်းပညာကကမ္ဘာတွင်းမှာရှိတဲ့စွန့်ပစ်တာယာပြဿနာကိုဖြေရှင်းပေးနိုင်ုံတင်မကပဲစွမ်းအင်လိုအပ်ချက်ကိုပါအများကြီးထောက်ကူပြုနိုင်ပါရီ။အမိုက်ကနေရွှေဖြစ်စီတဲ့ဒီနည်းပညာအကြောင်းကိုပရိသတ်ကြီးကဘယ်လိုထင်ကြလဲခင်ဗျာ Saudi Arabia က Sheikh တွေကကမ္ဘာပေါ်မှာအသားအများဆုံးစားသုံးသူတွေထဲမှာပါဝင်နေဆိုတာသိပြီးပြီလားသူ့ကိုစကြည့်လိုက်ရအောင်ပါဒါပေမဲ့ဒီလောက်များပြားတဲ့အသားတွေကဘယ်ကနေရောက်လာတာလဲဈေးရောတက်တာလို့လားဆိုတာစိတ်ဝင်စားစရာပဲနော်တကယ်တော့ Saudi မှာအသားဈေးနှုန်းကတခြားနိုင်ငံတွေနဲ့မခြားနားလာပါဘူးဒါပေမဲ့သူတို့စီမှာအစားအများဆုံးကတော့ကလပ်အုပ်သားပဲဖြစ်ပါရီကလပ်အုပ်တွေကတဲကနေရထဲမှာတောင်အဆင်ပြေအောင်နေထိုင်နိုင်တဲ့အတွက်သူတို့ကိုမင်းမြူရတာကတိတ်ပြီးကုန်ကြစိတ်မများလှပါဘူးဒါပေမဲ့စိတ်သားနဲ့အမဲသားတွေကိုတော့တခြားနိုင်ငံတွေကနေမှာယူတင်သွင်းရတာများပါရီအဲ့လိုတင်သွင်းတဲ့အခါမှာဒရိတ်ဆန်တွေအတွက်လိုအပ်တဲ့မြက်နဲ့အစာတွေကိုပါပြည်ပကနေတပါးလေးမှာယူရတဲ့အတွက်စိတ်သားနဲ့အမဲသားဈေးနှုန်းတွေကကလပ်အုပ်သားထပ်ပို့ပြီးတော့ကြီးမြင့်သွားရတာပါကလပ်အုပ်သားက Saudi Sheikh တွေအတွက်ခွန်အားကိုဖြစ်စေရုံနဲ့မကပဲသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဒေသအခြေအနေအရအသင့်တော်ဆုံးအသားတစ်မျိုးလေးဖြစ်နေပါရီပရိသတ်ကြီးရောကလပ်အုပ်သားကိုမြည်ဆန်းကြည့်ခြင်းပူးကြလာဗျအခုလိုစိတ်ဝင်စားစရာဘုဒ္ဓတာလေးတွေကိုအမြဲတမ်းဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲတာယာတဲ့နေလေးဖြစ်ကြပါစေဗျာ